င်္ဂလာပါဒေါက်တာကောင်းမြတ်ပါဆရာတဲ့မျက်နှာမှာမဲ့ကြောက်တွေများနေလို့ကုညီပါတဲ့ဘာတွေသုံးသင့်လဲအဲ့တော့ကျွန်တော်မဲ့ကြောက်တွေများနေတော့အရေးကြီးဆုံးတစ်ခုပဲအဓိကထားပြောခြင်းတယ်အဲ့ဒါတော့ဗာလဲဆိုတော့နေလောင်က sunscreen သုံးဖို့ပါနောက်ပြီးတော့မျက်နှာကိုကာကွယ်ပေးမယ်အုတ်ထုပ်နောက်ပြီးတော့ D ပေါ့နော်ဒါတွေကိုအဓိကဆွဲမြဲသုံးပေးဖို့လိုပါတယ်ဒါတွေသုံးရခြင်းရွယ်ချက်ကမဲ့ကြောက်ပျောက်သွားဖို့တော့မဟုတ်ဘူးပေါ့နော်မဲ့ကြောက်ထပ်မပွားလာဖို့အယောင်မရင်လာဖို့ပုံမများလာဖို့အတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဒါကိုအဓိကပြောလဲဆိုတော့ဒီမဲ့ကြောက်ပျောက်ဖို့အတွက်လိန်စည်းတွေကတော့ရှိရပေါ့နော်။ marketing အရပြောနေကြရတယ်လည်းရှိတယ်။ဒါပေမဲ့တကယ်သုံးကြည့်တဲ့အခါမှာမဲ့ကြောက်အရှင်းတိတိတသာပျောက်သွားလောက်တဲ့ရလဒ်ရဖို့ဆိုတော့အရန်ခက်တယ်။မိန်ကောင်းမိန်မယ်ပေါ့နော်။စိတ်ကျဉ်တဲ့လောက်တဲ့အရှင်းပြောက်တဲ့ရလဒ်ကိုလိန်စည်းလောက်နဲ့ရဖို့ဆိုတော့ခက်ပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်မဲ့ကြောက်ပျောက်ဖို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်လေဆာပစ်လို့ရတယ်။ဒါပေမဲ့လေဆာပစ်တာဒီနေ့လေဆာပစ်လိုက်တယ်ပြန်သွားတဲ့အခါမှာမဲ့ကြောက်တွေပျောက်သွားတယ်အဲ့လိုမျိုးမဟုတ်ဘူး။လေဆာပစ်ပြီးသွားရင်မဲ့ကြောက်နေရာလေးတွေကအနာဖြစ်သွားတယ်ဒီမှာတပြေးပြေးနဲ့အနက်ဘေးလေးတွေရက်ကြတဲ့အခါဖြစ်မယ်ဒီအနက်ဘေးလေးတွေကွာတော့မှမဲ့ကြောက်လေးတွေပါသွားတာမျိုးဖြစ်တယ်အဲ့တော့ဒီကာလအတွင်းမှာကျွန်တော်တို့ဒီ skin care အပြင်းစားတွေရှောင်ရတာနေအောင်ရှောင်ရတာဒါမျိုးတွေရှိမယ်ကွာပြီးနောက်ပိုင်းမှာလည်းဒီကွာတဲ့နေရာလေးတွေကဖြူနေတာသူနဲ့ငကိုအသားရည်နဲ့ညီလာဖို့ဆိုတာကာလတစ်ခုစောင့်ရတယ်ဒီကာလမှာလည်းဒီလိုပဲစောင့်ရရှောင်ရနေရအများကြီးရှိတယ်ခံမသိရင်ဘာဖြစ်သွားတတ်လဲဆိုတော့ဒီမှာပြောထားသလိုပေါ့နော်လေဆာပစ်ပြီးတော့ဖြစ်သွားတဲ့အမာရွတ်အမဲခွက်ပေါ့နော် hyperpigmentation လို့ခေါ်တဲ့ပြဿနာဖြစ်နိုင်ပါတယ်ဒီလိုမျိုး hyperpigmentation ဖြစ်ဖို့ဆိုတာကျွန်တော်တို့ဒီ Asian skin ပေါ့နော်မြန်မာလူမျိုးအသားရည်မှာဆိုရင်ဖြစ်ဖို့ရာခိုင်နှုန်းများတယ်ဒါကြောင့်အမြဲတမ်းဒီလေဆာပစ်တဲ့အခါမှာဒီချက်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်စဉ်းစားထားဖို့လိုတယ်ဒါပေမဲ့ဒီ hyperpigmentation ကတော့အကြာကြီးတော့မနေပါဘူးတဖြည်းဖြည်းတော့သူ့ဘာသူမှိန်မယ်ကျွန်တော်တို့မှိန်အောင်လဲလိန်စည်းလေးသုံးပေးရတာ sunscreen သုံးပေးရတာလေးတော့ရှိမယ်ပေါ့နော်ကျွန်တော်ကအဓိကပြောချင်တာကမဲ့ချောက်တွေအရှင်းပြောက်ချင်တယ်ဆိုတော့လေဆာပစ်လို့ရတယ်ဒါပေမဲ့ဆောင်းရချောင်းရံတွေကိုလိုက်နာနိုင်မှကိုနာနာနေရှိတဲ့အချိန်မျိုးမှာပြစ်တာကောင်းတယ်အဲ့လိုမျိုးအချိန်မပေးနိုင်သေးဘူးကုန်ကြစိတ်မသုံးချင်သေးဘူးဆိုရင်တော့အကောင်းဆုံးကနေလောင်က sunscreen တေချာလိမ့်အုတ်ထုတ်ဆောင်ထီဆောင်ပေါ့နော်ဒါဒီအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဆိုတာလေးကိုကျွန်တော်အကြံပေးချင်ပါတယ်